ဂျပန်နိုင်ငံမှာရှိနေတဲ့မြန်မာပြည်ဖွဲ့စည်းများရဲ့ခေါင်းဆောင်များကနေပြီးတော့2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားလဲဆိုတဲ့ဟာကိုကျွန်တော်ဗီဒီယိုမှတ်တမ်းတင်ပြီးတော့ပြောကြမှာဖြစ်ပါတယ်အဲ့ဒါကိုကြောက်လာတဲ့ရေပေါ်ရေးများကလည်းဒီဗီဒီယိုမှတ်တမ်းနဲ့ message ပေးပြီးတဲ့အချိန်မှာဟိုမေးချင်တဲ့ဟာလေးတွေမေးလို့ရပါတယ်ဒါကြောင့်ဒီနေ့ခဏစီစဉ်စတင်အကြောင်းပြောကြလို့ပါတယ်ဒီကောက်ပွဲဆိုတာပါလေဒီကောက်ပွဲကနေပြီးတော့ဘာတွေဖြစ်လာမလဲဒီကောက်ပွဲပေါ်မှာဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာတွေကိုပေါ့လေဟိုကျွန်တော်တို့ဘက်ကနေပြီးတော့ပုံမှန်လေးသုံးသပ်တင်ပြနိုင်မှုအတွက်ကိုအများကြီးရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဒီနိုင်ငံရေးဆွေးနွေးပွဲလေးကိုကျွန်တော်ပြုလုပ်တာဖြစ်ပါတယ်ဒီနေ့နိုင်ငံရေးဆွေးနွေးပွဲမှာတက်ရောက်လာတဲ့ဒီကျွန်တော်တို့ဆွေးနွေးဖို့တဲ့ဖိတ်ခေါ်ရတဲ့ပုဂ္ဂိုလ်တွေအားလုံးပေါ့လေကျွန်တော်တို့ဒါတွေကကိုယ်နိုင်ငံမှာတကယ်စစ်မှန်တဲ့လူသားပြန်လည်တင်ပြရင်းနဲ့တကယ်စစ်မှန်တဲ့အားလုံးကပြည်သူလူထုအားလုံးကလိုလားတဲ့ Federal Democracy ပေါ်ထွန်းလာဖို့အတွက်ကိုပေါ့အားလုံးကနေပြီးတော့ပြုသဘောဆောင်ပြီးတော့သုံးသပ်ဆွေးနွေးကြဖို့အတွက်ကိုအားလုံးဖိတ်ခေါ်ပါတယ်ဒီလိုကြီးဒီနေ့တက်ရောက်လာတဲ့ကိုကျွန်တော်တို့မိတ်ဆက်ပေးပါမယ်ဒီဘက်စလုံးမှာထိုင်နေတာကတော့ကျွန်တော်တို့ကိုမိုင်ကျော်ဦးဖြစ်ပါတယ်ဒီဂျပန်နိုင်ငံမှာခြေစိုက်တဲ့တိုင်းရင်းသားအေယူရင်းစောတိုင်းရင်းသားဖွဲ့ရနေပြီးတော့ကိုယ်စားလှယ်တူလည်းဖြစ်တယ်လို့လူသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ဂျပန်ဌာနကိုယ်စားလှယ်တယောက်လည်းဖြစ်ပါတယ်ကိုမိုင်ကျော်ရဲ့ဘေးမှာရှိနေတဲ့တယောက်ကတော့ကိုလှဟန်ဖြစ်ပါတယ်ဂျပန်နိုင်ငံမှာခြေစိုက်တဲ့လူသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နေပြီဂျပန်ဌာနခွဲရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်ကိုလာရတဲ့ဆက်ထဲမှာပဲထိုင်နေတဲ့ဥက္ကဋ္ဌတော့ဦးဇော်မင်းခိုင်ဖြစ်ပါတယ်ရခိုင်လူသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့နာယကတယောက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီဂျပန်နိုင်ငံမှာခုနက AUA မှာလည်းတာဝန်ယူရတဲ့တိုင်းသားကောင်းဆောင်တယောက်ဖြစ်ပါတယ်ဒီဆက်ထဲမှာပဲထိုင်နေတဲ့လူကတော့ဦးချွတ်ကျော်စိုးဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ကျွန်တော်တို့ခြေစိုက်ဖွဲ့စည်းတစ်ခုဖြစ်တဲ့မြန်မာဒီမိုကရေစီအဖွဲ့ချုပ် LDP ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်ဘက်ကတော့ကိုဖုံးမြင့်ထွန်းကျွန်တော်ဘာကတာနိုင်ငံရေးရာကော်မတီရဲ့ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်တယ်လို့မြန်မာနိုင်ငံရေးချင်းသားများကုတီဆောက်လုပ်ရေးအဖွဲ့ရဲ့ဂျပန်တာဝန်ခံတူလည်းဖြစ်ပါတယ်ဆက်ပြီးတော့ထိုင်နေတာကတော့ကျွန်တော်တို့ကိုတောင်းမြင့်ဦးလူသားဒီမိုကရေစီဖွဲ့ချုပ်လွှတ်ပြောင်းနေပြီဂျပန်ဌာနခွဲရဲ့အထွေထွေတွင်မှုဖြစ်ပါတယ်ကျွန်တော်တို့ဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာရှိနေတဲ့လူသားပြည်သူတွေအားလုံးကိုလည်းကျွန်တော်တို့ဒီကောက်ပွဲနဲ့ပတ်သက်တဲ့အသည့်တရားတွေပေါ့လွတ်လပ်စွာဆုံးဖြတ်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ရဲ့သုံးသပ်ချက်တွေကိုတင်ပြမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပမာဏပြောကြားလိုပါတယ်။အခုအခမ်းအနားစီစဉ်ရပထမဆုံးအနေနဲ့ဒီ ALD ရဲ့ဇာတ်ရဲ့နာကကြီးဖြစ်တဲ့ဦးစောမင်းကဘောနိုင်ငံဖြစ်တဲ့ဦးသားဆရာကြီးတော့ဒီကုမေးမှာဒီကုမေးတော့ဆွေးနွေးတာဟိုပါကျွန်တော်တို့ဟိုလွတ်လပ်ပုံမှန်လေးပေါ့လေဒီကြအောင်ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲကိုပေါ့လေကျွန်တော်တို့ဒီဥပစီမှာရှိနေတဲ့လူတွေရောပြည်ထဲမှာရှိနေတဲ့ဒီမိုကရေစီအင်အားစုတွေအားလုံးကပေါ့ကျွန်တော်တို့အများစုကနေပြီးတော့ရွေးကောက်ပွဲကိုသိမှမပြုဘူးစတင်တပိတ်မောက်အောင်မယ်ဆိုတဲ့လူစားလေးတစ်ခုတက်ပေါ်လာပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာပေါ့လေရှိနေတဲ့တိုင်းသားဒီမိုကရေစီဖွဲ့စည်းအားလုံးရဲ့သဘောထားနဲ့ပတ်သက်ပြီးတော့အတူချုပ်လေးပေါ့လေကျွန်တော်သိချင်တာကဘာဖြစ်လို့ဒီရွေးကောက်ပွဲကိုဝင်ဖို့ဆုံးဖြတ်ရတာလဲဆိုတဲ့ဟာလေးကိုပေါ့နည်းနည်းတော့ပေါ့သူတို့သူတို့ကနေပြောရတယ်ဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲဟာပေါ့လေဒီ2010ရွေးကောက်ပွဲဟာ2008ဖွဲ့စည်းပုံမှာအခြေခံပါတယ်ဒီ2008ဖွဲ့စည်းပုံတက်သွင်းဖို့လုပ်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ဆိုတော့ဒီရွေးကောက်ပွဲကဟုတ်လားဒီဝင်ပြိုင်တင်သလားဟလားဝင်ပြိုင်တင်ဘူးလားမဲပေးတင်သလားမဲပေးတင်ဘူးလားဆိုတာကတော့ကျွန်တော်တို့
2008ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့လေ့လာမှသာမြင်တာဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်အဲ့တော့2008ရဲ့ကျွန်တော်တို့ဖွဲ့စည်းအုပ်ချုပ်ပုံကျွန်တော်တို့ကြည့်တဲ့အခါမှာ2008ဖွဲ့စည်းပုံကတကယ်ရေးဆွဲရမှာတော့1990ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ရွေးခံတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကရွေးဆဲမှာဖြစ်ပါတယ်ဒါကိုပြည်မြင့်ဆောင်90နဲ့လည်းပဲဒါခြေရတဲ့ထုတ်ပြီးတော့ဒါပြဋ္ဌာန်းပြီးသားလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းစစ်စိုးဟာသူတို့လိုချင်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမဖြစ်လာမှာစိုးတဲ့အတွက်ဒါသူတို့ကတော့ဒါကြည်ကြဲပြတ်ပြတ်ဒါရွေးကောက်ပွဲကိုဒီဥစ္စာပါလေဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဆွဲဖို့လိုတယ်ဆိုပြီးတော့အစုဖွဲ့ရှစ်ဖွဲ့ဆိုပြီးတော့ဖွဲ့လိုက်တယ်အဲ့ဒီအစုဖွဲ့ရှစ်ဖွဲ့မှာကတော့ဘာလဲဆိုရင်ထောက်ကွာဥစ္စာရွေးကောက်မှာနိုင်ရတဲ့ကိုယ်စားလှယ်ဖွဲ့စည်းပါတယ်နောက်ကတိုင်းရင်းသားအဖွဲ့အစည်းပါတယ်နောက်အလုပ်သမားအဖွဲ့အစည်းပါတယ်နောက်တစ်ခါလယ်သမားအဖွဲ့အစည်းပါတယ်နောက်တစ်ခါတတိပညာရှင်များဆိုတာပါတယ်နောက်တစ်ခါဝန်ထမ်းအဖွဲ့အစည်းပါတယ်နောက်တစ်ခါဒီဥစ္စာပေါ့ဒီနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်ပါတယ်နောက်တစ်ခုကတော့ဖက်ကြားသိဖက်ကြားထိုက်တယ်ဆိုပြီးတော့ပုဂ္ဂိုလ်များဆိုပြီးတော့စုဖွဲ့ဆိုပြီးတော့ရှစ်ဖွဲ့ဖွဲ့လိုက်တယ်ဖွဲ့လိုက်တဲ့အခါကျတော့တကယ်ဟိုပါပေါ့လေနိုင်ငံရေးအရာပြောနိုင်ဆိုနိုင်တဲ့အဖွဲ့ကနှစ်ခုလောက်ပဲပါတယ်1990ရွေးကောက်ပွဲမှာအနိုင်ရတဲ့ကိုယ်စားလှယ်အဖွဲ့အစည်းအစုရဲ့နောက်တစ်ခါနိုင်ငံရေးပါတီများမှအဖွဲ့အစည်းဆိုပြီးတော့နှစ်ခုလောက်ပဲပါပြီးတော့ကျန်တဲ့6ဖွဲ့ကသူတို့လေရင်ထောင်ခေါင်းကြီးကိုယ်စားလှယ်တွေခေါင်းခောက်ပေးထားတာဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံဟာမူလသတိတည်ကြတဲ့ဟိုဟာဒီဥစ္စာဟာကျွန်တော်တို့ဟောပေါ်လေသတိတည်တာမကောင်းဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်နောက်တစ်ချက်ကဘာပြောလို့ရမလဲဆိုလို့ရှိရင်ဒီဖွဲ့စည်းပုံကိုရေးဆွဲမှာအဓိကတာဝန်ရှိတဲ့ကိုယ်စားလှယ်တွေဟာကျွန်တော်တို့လေးပုံတစ်ပုံတော့မပြည့်ဘူးပါဝင်ရဆိုတော့ဒီဥစ္စာကအဓိကတော့စစ်စောကသူလိုရဘူးပေါ့လေဒါသူ guideline တိုင်းသွားခြင်းတဲ့ဆန္ဒရှိတဲ့အတွက်စကြတဲ့ဟိုကဖွဲ့စည်းပုံရဲ့3D ပုံကမှားယွင်းနေဆိုတဲ့အကြောင်းတစ်ချက်ပြောချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ဒီဖွဲ့စည်းပုံရဲ့မှာကျွန်တော်တို့တိုင်းသားတွေဘက်ကလည်းပဲဟလာဘလိုမျိုးဟလာတင်ပြနိုင်မလဲဆိုပြီးတော့ပေါ့လေဒီပါဝင်ခွင့်ရတဲ့တိုင်းသားကိုယ်စားလှယ်တွေဟာဟလာဒီသက်ဆိုင်ရာပြည်နယ်တွေရဲ့အနာဂတ်အလားအလာနဲ့ပတ်သက်ပြီးတော့တင်ပြထားတာရှိပါတယ်အဲ့ဒါကိုဒီဥစားဆွေးနွေးပွဲမှာပေါ့လေဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်တယ်ဆွေးနွေးပွဲမှာစုဖွဲ့ကိုချပြပြီးဆွေးနွေးတဲ့အဆင့်တော့မရောက်ခဲ့ဘူးမှတ်တမ်းတင်တဲ့အဆင့်လောက်နဲ့ပဲတင်ခဲ့ရရှိတယ်ဆိုတော့ဒီဖွဲ့စည်းပုံကစကြတဲ့ဟိုကတိုင်းသားလူမျိုးတွေရဲ့သဘောထားမပါဘူးဆိုတာကိုလည်းတစ်ချက်ပြောချင်ပါတယ်နောက်တစ်ခုကအချိန်ရပြီနောက်တစ်ခုကဟိုဘာလဲဆိုရင်ကျွန်တော်တို့ဒီဖွဲ့စည်းပုံကအခြေခံအချက်140ချပေးထားရှိပါတယ်အဲ့140ချက်ကိုဘယ်သူမှပြင်လို့လည်းမရဘူးဖြစ်စုပ်လို့လည်းမရဘူးဖြုတ်လို့လည်းမရဘူးအဲ့သူပေးထားတဲ့140ချက်ပေါ်မှာပဲကျွန်တော်တို့အခြေခံပြီးဆွေးနွေးခဲ့ရပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ140ချက်ကိုပေါ့နော်နည်းနည်းလေးကျွန်တော်ဟိုစာ analysis လုပ်အောင်ပေါ့လေနည်းနည်းလေးကျွန်တော်တို့ထင်သာမြင်သာအောင်ပေါ့လေနည်းနည်းလေးကျွန်တော်တို့ချုပ်ပြီးကျွန်တော်ကြည့်ကြမယ်ဆိုရင်ပေါ့နော်အချက်အခွင့်ဥစ္စာပေါ့လေချက်လက်တူတာဒရန်တူတာလေးကိုကျွန်တော်ဆုလိုက်လို့ရှိရင်ဒီဖွဲ့စည်းပုံအခြေခံရဲ့အဓိကကြတဲ့ပြမကြော်ရိုးနဲ့ပတ်သက်တဲ့အချက်ကကျွန်တော်၄ချက်ပဲပြရတယ်တခုကတော့အချိုးအချာအားနာနောက်တစ်ခုကတမတော်ရဲ့ခံခံတာနောက်တစ်ခုကဒီဒီမိုကရေစီခံခံတာနောက်တစ်ခုကပြည်ထောင်စုဆိုတဲ့ခံခံတာကျွန်တော်တို့အဲ့ဒီ၄ခုကိုဒါပြမဒီဖွဲ့စည်းပုံရဲ့ပြမကြော်ရိုးဖြစ်